တနေ့တစ်ထည့်ဝတ်မယ်ဆိုရင်တော့တလားတိတိမထောင်တာဝတ်လို့ရကျွန်တော် line ပေါ်မှာတွေ့နေရတဲ့ information တွေပေါ့နော်မပြောဘူးလို့ကျွန်တော်တို့ယူဆနေနည်းနည်းလေးပြောကြလိမ့်ဖြစ်လာကိုယ့်ရဲ့သက်ဆိုင်ရာ professional level မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျွမ်းကျင်ပိုင်နိုင်မှုဆိုတာရှိတယ်ရှေ့မှာလည်း video တွေရှိတယ်ကျွန်တော် interview တစ်ခုမှလည်းပြောဘူးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အောင်မြင်မှုကိုကိုယ်တိုင်သတ်မှတ်တာအထက်မိမိကိုယ်တိုင်သတ်မှတ်တာအထက်ကိုယ့်ရဲ့ environment ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ society ရဲ့သတ်မှတ်တာပို့ပြီးတော့ကောင်းတယ်ဒါမှသာအတိတ်ပဲရှိအဲ့လိုမဟုတ်ဘဲနဲ့လူတယောက်ကကိုယ့်ဘာကိုအရန်အောင်မြင်တယ်လို့သတ်မှတ်တယ်ဆိုတော့ something wrong ပေါ့နော်တခုမှားနေလို့ကျွန်တော်ယူဆလို့ရကို level တစ်ခုမှာကျွမ်းကျင်ပိုင်နိုင်တယ်ဆိုရင်ဘာဝဲ focus လုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ business ပေါ့နော်ကိုယ့်ရဲ့ career ကိုယ့်ရဲ့ opportunity ကိုပဲ focus လုပ်ရမယ်ကျွန်တော်တခြားလူတွေလိုက်ပြီးတော့စိတ်ဝင်စားနေဆိုရင်ဒါနည်းနည်းမှားနေလို့ကျွန်တော်ယူဆလို့ရတယ်အဲ့အတွက် professional ဆိုတဲ့စကားလုံးကိုသူနားမလည်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ် professional what is professional လို့ပြောရင် professional ဒီ negative work လို့ခေါ်ရဲမကောင်းတဲ့စကားလုံးတွေပေါ့နော်မကောင်းတဲ့အသုံးအနှုန်းတွေသူများကိုတိုက်ခိုက်တာတွေသူများကိုဆန့်ကျင်တာတွေပြီးရင်သူများကိုနှိမ်ကျစေမဲ့စကားလုံးတွေကျွန်တော်မသုံးဘူးပေါ့တတ်နိုင်တော့မသုံးပါဘူးဒါ professional တယောက်မှာရှိတဲ့ ethics တစ်ခုဖြစ်ပါတယ်အခုကကိုယ့်ရဲ့ career မှာကိုဘလောက်တော်ကြောင်တက်ကြောင်ဟာဘယ်ကောင်တွေကတော့မကောင်းဘူးကောင်းတယ်လို့ပြောနေရတယ်ကျွန်တော်တွေ့နေရတယ်ပေါ့နော်တွေ့နေရလူငယ်တွေပါပဲကိုယ့်ရဲ့ professional life ကိုကိုယ်တိုင်ထိန်းချောင်းတတ်မှတ်ဖို့ပဲအရေးကြီးကျွန်တော်ရဲ့သင်ခန်းစာတစ်ခုတည်းမှာပါတယ်ဗျအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဘဝမှာအောင်မြင်ခြင်းတယ်ဆိုရင်ကျွန်တော်တို့ဘာပဲလုပ်ရလဲဆိုတော့မိမိကိုယ်ကိုပိုသိဖို့လိုတယ်ကိုယ်ကိုပိုသိဖို့လိုကိုယ်ပဲနေရာမှာအားနေတယ်ဘယ်နေရာမှာကိုအားတာတယ်ကိုယ်ပဲနေရာတွေမှာပြင်းတယ်ကိုယ်ပဲနေရာတွေမှာလုံလောက်ရရှိတယ်ကိုယ်ပဲနေရာတွေမှာကြတော့အာရုံဆွဆိုင်မှုများလဲဘယ်နေရာတွေမှာအာရုံဆွဆိုင်မှုမများဘူးလဲဆိုတော့ကျွန်တော်တို့ကိုဆက်ဆက်ရကိုဘယ်လောက်သိလဲပေါ့နော်သင်ခန်းစာတစ်ခုမှာကျွန်တော်တို့တနားရီလောက်သင်လို့ရတယ်ပေါ့နော်အဲ့ဒီသင်ခန်းစာတွေမှာကိုမသိတဲ့အပိုင်းတွေ partition တွေပေါ့နော်အပိုင်းတွေအများကြီးရှိတယ်အဲ့ဒီအပိုင်းတွေကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့2 point mining လုပ်ရတယ်အဲ့လို2 point နဲ့ကိုယ့်ရဲ့စစ်မှန်တဲ့ဒီအရာတွေကိုတွေ့လာတယ်ပေါ့နော်အဲ့လိုတွေ့လာပြီးမှကိုဒီဘလောက်ထိပြောင်မြောက်တဲ့ဘလောက်ထိကောင်းမွန်တဲ့လူတယောက်ဖြစ်လာအောင်စူးစမ်းရမလဲဆိုတော့သင်ခန်းစာတွေပေါ့နော်ဒါလေးရှိပါတယ်ဒီ line ပေါ်မှာလူတဦးတယောက်ကိုတိုက်ခိုက်နေတယ်ပြောဆိုနေတယ်ဒါမှမဟုတ်လူတစ်ဖွဲ့ကိုပြောဆိုနေတယ်ဆိုရင်အဲ့ဒီလူက professional မဟုတ်ဘူးဗျမဖြစ်နိုင်ဘူး professional ဒီဘယ်တော့မှလူတွေသူများတွေကိုတိုက်ခိုက်မှာမဟုတ်ကျွန်တော်တို့အချင်းချင်းပေါ့နော် feedback ပေါ့ feedback လို့ခေါ်တယ်ဟာကျွန်တော်ကို suggestion ပေးပါကျွန်တော်မှာဘာတွေအားနည်းချက်ရှိနေလဲကျွန်တော်မှာဘာတွေမကောင်းတာရှိနေလဲဆိုတော့ directly request လုပ်လာတယ်ဆိုရင်တော့မှအဲ့လူနဲ့ one to one ကျွန်တော်တယောက်ချင်းတွေ့ပြီးမှပဲအဲ့လူရဲ့အားနည်းချက်အားသာချက်တွေကိုကျွန်တော်ပြောပြလို့ရှိတယ် social media မှာတက်ပြီးတော့ဘယ်ကောင်ကတော့ဘာဖြစ်တယ်လို့ဘယ်ကောင်ကတော့မကောင်းဘူးငါကတော့ဘယ်လောက်ထိတော်တယ်လို့ငါရဲ့ lifestyle ကပါလဲလို့ငါရဲ့ community ကဘယ်လောက်ကောင်းလဲဒါတွေက line ပေါ်တက်ပြောနေစရာအကြောင်းမရှိဘူးပေါ့နော်ခင်ဗျားရဲ့ community ဘယ်လောက်ကောင်းလဲမကောင်းလဲဆိုတော့ခင်ဗျားရဲ့ပတ်ဝန်းကျင်ကမဆုံးဖြတ်ပါဘူးမသိရဲ့လူငယ်တွေအတွက်လိုက်ပြီးတော့မှားရတဲ့ information တွေပေးလို့မရဘူးတကယ်ကမ္ဘာပေါ်မှာချမ်းသာပါတယ်တဲ့ကမ္ဘာပေါ်မှာတကယ်ကိုငွေချင်းမြောင်များစွာပိုင်ဆိုင်ပါတဲ့သူတွေအဲ့လောက်ကြီးတက်ပြောမနေဘူးတက်ပြောနေသူတွေကတနည်းအားဖြင့်ကျွန်တော်အကျွေးစီးတွေများတယ်အကျွေးစီးတွေကကျွန်တော်အတန်နေကြည့်လိုက်တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုပိုင်တဲ့အိမ်လားဒါမှမဟုတ်ကိုပိုင်တဲ့ကားလားကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေလားဆိုတာဘယ်သူမှမသိဘူးလူများကောင်ငါးပြီးစီးရလားဒါလည်းကျွန်တော်တို့မသိနိုင်သိဖို့လည်းမလိုဘူးဒါပေမဲ့သူတို့ကအများရဲ့ attention ရအောင်လို့အများရဲ့အာရုံစူးစိုက်မှုရအောင်ဒါမျိုးတွေဝေပြစားပြပြီးတော့ကိုကိုကြွယ်ပြတယ်ပေါ့နော်ပြီးနောက်တစ်ခုရှိရပေါ့ကျွန်တော် line ပေါ်မှာ dress နဲ့ပတ်သက်ပြီးတော့ဟာမင်းတို့တွေ့နေတဲ့ဒီ coat အင်ကြီးဝတ်ပြီးတော့ပွားနေတဲ့သူတွေမဟုတ်ကျော်တော်သူတွေဒီ European food ကြိုက်တယ်မြန်မာ traditional အစားအစာကြိုက်တယ်ကိုကမြန်မာအစားအစာကိုမစားတိုင်းမြန်မာအစားအစာစားတဲ့ကောင်ကစောက်ဘောတွေလို့ပြောလို့မရဘူးပေါ့ဒါကြီး blame လုပ်တာ leadership မှာ blame လုပ်နေတယ်ဗျအဲကောင် leadership ကောင်းတရားမဖြစ်နိုင်ဘူးပေါ့နော်ပြောချင်တာကျွန်တော်တို့ဒီဘယ်သူ့ကိုမှ blame မလုပ်အိမ်ချုပ်ပြီးကိုကြီးတလုံးနဲ့ live လွှင့်နေလဲ video ရိုက်နေလဲဟာဒီကောင်ဝတ်စရာတော့မရှိဘူးလို့ကျွန်တော်တို့ဘယ်တော့အခါမှမပြောခဲ့အဲ့လိုပဲကိုယ်တိုင်ကြိုက်လို့ coat အိမ်ဝတ်ချင်လဲဝတ်လိုက်မယ်မဝတ်ချင်လဲမဝတ်ဘူးဗျာကိုယ့်ရဲ့ lifestyle ပေါ့ကျွန်တော်တို့အိမ်ကိုလာကြည့်လို့ရတယ်ဥပမာကျွန်တော်တို့ coat အိမ်ကြိုက်တယ် coat အိမ်ကြိုက်တယ်ကြိုက်တဲ့အတွက်ကျွန်တော်ဝတ်တယ်အနောက်တန်း European soup တွေဝတ်တယ်ပေါ့နော်ကျွန်တော်တို့ကသူတို့ဖျဲလို့ဖျက်မယ်ဆိုဟုတ်တယ်ငါတို့ကအိမ်နေရင်ကိုဒီလိုမျိုးဝတ်တယ်ဒီနေ့တစ်ထည့်ဝတ်မယ်ဆိုရင်တော့တလားတိမထောင်ငါတို့ဝတ်လို့ရတယ်အများတန်းအဲကောင်က24နာရီဒါကြီးကိုတာပြီးတော့ blame လုပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုး blame လုပ်ကြကြည့်ဆိုရင်ကျွန်တော်လည်းပြောလို့ရမင်းအိမ်တောင်မဝတ်တဲ့ကောင်ကွာဒါမျိုးကျွန်တော်ပြောလို့ရတယ် okay ပြောချင်တဲ့ message ကပါလဲဆိုတော့ကျွန်တော်နှစ်ချက်ရှိတယ် professional ဆိုတာကဘယ်တော့မှတခြားသူပုတ်ခတ်တဲ့စကားပေါ့ negative word တွေမပြောဘူးမကောင်းတဲ့စကားတွေမပြော blame မလုပ်ဘူးနောက်တစ်ခုကကျတော့
အောင်မြင်ခြင်းတဲ့လူတိုင်းအတွက်ကကျွန်တော်ဘယ်ကောင်ပဲ focus လုပ်အောင်ဆိုကိုကိုပဲ focus လုပ်အောင်သူများကို focus လုပ်စရာမလို line ပေါ်မှာဘယ်သူနဲ့ဘယ်ဝါနဲ့ကတော့ပြဿနာတွေတက်နေပြီဆို like စိတ်ဝင်စားနေခြင်းဒီကျွန်တော်ကိုယ့်ရဲ့ business မဟုတ်ဘူးနော်ကိုကိုအောင်မြင်ခြင်းလဲဆိုရင်ကိုကိုပဲ focus လုပ်ရမယ်ကိုကိုပဲပိုသိအောင်လေ့လာဒါအရေးကြီးဆုံးပေါ့message နှစ်ခုပေးတာပါ okay ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးဆုံတွေ့ပါမယ်